လည်းမကောင်းပြီးရင်သူ့ဆိုင်ကကြည့်ပြီးငါစားတော့မစားဘူးဘိုင်းနာချင်လို့ဖြစ်ပါတယ်လူရအောင်ပြောတင်စားလို့ရတယ်ဒီလို ဟောရလို့ ဒါတော့ကျွန်တော် ဟုတ်စင်မှာ ကျွန်တော်ရဲ့ပရိကျော်ပြန်အကြော်ခံလိုက်ရတာပါ တော့လေသင်မနေရိုက် ကျွန်တော်အခုကတော့ဘကိုးဖះကြီးဘက်ကပေါ့နော်ဒီဘက်ရောက်နေတာဒီမှာတော့ပရိကိုဒိုင်လိုက်ကြီးကိုရောက်လာဒီမှာဒိုင်ဆိုင်တွေကလည်းအများကြီးပဲအဲ့တော့ကျွန်တော်ဒီနားဒိုင်ဆိုင်တွေပတ်ပြီးတော့မှုတယ်ဒီမှာလည်းဘာမှတော့တိတ်တော့ထူးနေတာဒိုင်ကဘယ်လိုရောက်လာမှာ ဒီကောက်လေးရခုခုနဲ့တော့အစုကတည်းက9000ဒီလေးရ3000အာယူရ1000ပေါ့ ကြောက်ပရစ်လို့ခေါ်ကြောက်တောင်ရထွက်တဲ့ပရစ်တဲ့အဲ့ဒါ ဒီတန်လေးရပါလာဥလို့ဥပရေးတဲ့မပါလာကြတော့အထီးအဲ့ပဲကွာ ပရိကြအတန်ပါတာအမအတန်မပါတာအထီးဖြစ်သွား ဟုတ် ဩ မလေးကောက် ။ဘာကြီးကြောက်ပရိနဲ့ရိုးပရိနဲ့ side difference side กว่าချက်ယူကြည့်အောင်။ဒီကောင်900တဲ့ဒီကောင်900မှာဟုတ်ဟိုအမပြောတဲ့ဘောဒီဘကိုးရံကုန်နေပြီးတော့ပရိတွေတော်တော်များများဒီကနေရောက်သွားကြတာကြီးပေါ့ ဒါပင်းကြီးဆိုရပဲရှိပါဗျာ ။ပင်ဩအဲ့လိုမျိုးအဲ့အနောက်လေးနည်းနည်းဝင်ကြည့်လို့ရတယ် အဲ့ဒါတော့တောင်းဖို့နဲ့ ။တောင်းပဲ အဲ့ဒါတော့အမကြီးပဲဥပီးတွေ ။ဥပ္ပစ်တွေအဲ့တထုတ်ဘယ်လောက်လောက်ကြလဲ ထုတ်ကြတော့တောင်း200ပါတယ်ဒီစိမ့် ။ဟုတ် အဲ့ဒါတော့9000ကစိုက်9000ကစိုက် ။ဟောင်းနေဆက်900နဲ့ဆက်။တက်ပြပါအောင် 9000ဝယ်လိုက်ရတယ် ။ဟမ်9000โอเคမှာဒါတော့ကျွန်တော်ဝယ်လာတဲ့ဒါ6000 5000နဲ့စစ်တီရလာတဲ့ဥစ္စာပါနော်ဒီကောင်ကျွန်တော်အကောင့်200ပါဆိုတော့ဒီကောင်250နှုံးလောက်နဲ့ကျွန်တော်ရလာတယ်ဈေးချုပ်ပေးလိုက်ရုံနဲ့မဟုတ်ဘူးဒီမှာကျွန်တော်တို့ပြန်တဲ့လမ်းမှာစားဖို့ပရိတွေပါထည့်ပေးလိုက်ပါသေးတယ်ပရိကြော်ပေးတာလည်းတော်တော်လေးစင်နာပါတယ်ဒီမှာကြီးအထက်မှာဟိုဟာဒီစီသက်ရွက်တွေရောညူသီးကြော်တွေရောနဲ့ဒါတော့ကျွန်တော်ဝယ်ရပါတယ်ဒီမှာကိုရွှေဘိုးပြည့်ကျွန်တော်ဒီဥစ္စာဘကိုးဖះကြီးထိလာပြီးတော့ဒီပရိထိုင်နေရှိရဆိုလို့ဝင်လာတာ စားပါ စား ဒါတော့ကျွန်တော်ရဲ့ပရိကျော်ပြန်အကျော်ခံလိုက်ရတာပေါ့နော်တော်တော်မှုကြီးအေးမင်းတော့အဲ့ရွှေဘိုးပြည့်အလကားရရင်တော့သွားဖြစ်မကြည့်နဲ့ဟိုကဈေးလေးလျှော့ပေးလိုက်တယ်လက်ဆောင်လေးထည့်ပေးတာအမွှေးမချွတ်လို့ကွန်ပလိန်းတက်ပြီနေ ဝိုင်းမှာဝါခါ လက်လန်